ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတဗလာဒီမီယာရိုဗစ်ပူတင်ရဲ့ဖိတ်ကြားချက်အရရုရှားနိုင်ငံသို့တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်တဲ့မြန်မာအစည်းအဝေးချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဟာမတ်လ6ရက်နေ့ဒေသစံတော်ချိန်မွန်းလွဲပိုင်းမှာဘယ်လာရုစ်နိုင်ငံသမ္မတမစ္စတာလူကာရှန်ကောရဲ့ဖိတ်ကြားချက်အရဘယ်လာရုစ်နိုင်ငံသို့ချစ်ကြည်ရေးခရီးဆက်လက်သွားရောက်ရန်အတွက်စိန့်ပီတာစဘတ်မြို့ရှိပူလီကိုဘိုအပြည်ပြည်ဆိုင်ရာလေဆိပ်မှပြန်လည်ထွက်ခွာကြရာစိန့်ပီတာစဘတ်အစိုးရအဖွဲ့ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌမြန်မာကောင်စစ်ဝန်ချုပ်ဦးအောင်ဖေသက်နဲ့တာဝန်ရှိသူများကလေဆိပ်မှာပို့ဆောင်နှုတ်ဆက်ခဲ့ကြပါတယ်။အဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်တဲ့ချစ်ကြည်ရေးကိုယ်စားလှယ်ဖွဲ့ဟာဘယ်လာရုစ်နိုင်ငံမစ်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြရာဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာမက်ဆင်ရှရီကော့ဖ်မြန်မာနိုင်ငံဆိုင်ရာဘယ်လာရုစ်သံအမတ်ကြီးမြန်မာကောင်စစ်ဝန်ချုပ်ဦးမိုးကျော်သူနဲ့တာဝန်ရှိသူများကလေဆိပ်မှာကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။လေဆိပ်မှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အားဘယ်လာရုစ်သမ္မတနိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့ကနိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်လာရောက်တဲ့နိုင်ငံခေါင်းဆောင်များအားကြိုဆိုတဲ့အစဉ်လာနဲ့အညီဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။အဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာမစ်မြို့ရှိ The Victory Monument ရှိလွမ်းသူပန်းငွေချအလေးပြုနေရာသို့ရောက်ရှိကြရာတာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။အဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်က The Victory Monument မှာလွမ်းသူပန်းငွေချအလေးပြုခဲ့ပါတယ်။
လွမ်းသူပန်းငွေချအလေးပြုစဉ်အချိန်မှာဘယ်လာရုစ်နိုင်ငံဂုဏ်ပြုတပ်ဖွဲ့ကပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သချင်းနဲ့ဘယ်လာရုစ်သမ္မတနိုင်ငံတော်သချင်းတို့အားတီးမှုတ်ခဲ့ကြပါတယ်။ အဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဟာဂုဏ်ပြုတပ်ဖွဲ့ရဲ့ချီတက်အလေးပြုခြင်းကိုခံယူပြီးတာဝန်ရှိသူများကိုရင်းနှီးနှုတ်ဆက်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။